အားလုံးပဲမင်္ဂလာပါ A2D ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ့်ဗီဒီယိုကတော့ Guardian of the Galaxy Volume 3ရဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုမကြည့်ခင်မှာ Guardian of the Galaxy Volume 1 Volume 2နဲ့ Holiday Special တို့ကိုအရင်ကြည့်ထားမှာဖြစ်ပါတယ် Guardian of the Galaxy အဖွဲ့က Thanos ကိုတိုက်ခိုက်ပြီးမှ Noel ကိုဝယ်လိုက်ပြီးတော့ရန်တူအဖွဲ့နဲ့အတူအေဂျင့်သွားနေထိုင်နေပါတယ်အဲ့လိုအေဂျင့်သွားနေထိုင်ရင်းနဲ့မမျှော်လင့်တဲ့အကြောင်းအရာတစ်ခုကြောင့်ဘာလေးဆက်ဖြစ်သွားမလဲဆိုတာကိုတော့အခုဒီ Guardian of the Galaxy Volume 3မှာရိုက်ပြပေးထားတာဖြစ်လို့ကျွန်တော်တို့ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်ရအောင်နိုဝဲမှာ Guardian of the Galaxy အဖွဲ့ကအခြေချနေတော့သူတို့ကို Adam ဆိုတဲ့သူကလာတိုက်ခိုက်ခဲ့ပါတယ်သူ့ကို Sovereign ရဲ့စစ်တီတယောက်ဖြစ်တဲ့ Asia ကဖန်တီးခဲ့ပြီးသူက Guardian of the Galaxy နဲ့အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်သူတို့အဖွဲ့ကိုဖျက်ဆီးကျင်နေတာပဲဖြစ်ပါတယ်အမှAdamတိုက်ခိုက်တာ Rocket ကဒဏ်ရာပြင်းထန်သွားရောက်သွားခဲ့တော့ Nebula ကသူ့ကိုဓာတ်နဲ့ထုတ်လိုက်တာသူကထွက်ပြေးသွားခဲ့ပါတယ်သူထွက်ပြေးသွားတော့ Star-Lord တို့က Rocket ကိုဆေးကုခဲ့ပေမဲ့ Rocket ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ထားတဲ့ကုတ်တစ်ခုကြောင့်ကယ်လို့မရပဲဖြစ်နေပါတယ်။အဲကုတ်ကိုတီထွင်ခဲ့တဲ့သူကတော့ယူးကြောင်ကြောင်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Orocrop ရဲ့ကုမ္ပဏီပိုင်ရှင် High Evolutionary ပဲဖြစ်ပါတယ်။အဲဒါကြောင့် Star-Lord တို့က Rocket ရဲ့အသက်ကိုကယ်ဖို့ Orocrop ရဲ့ဌာနချုပ်မှာရှိတဲ့စွတ်ကုတ်ကိုယူဖို့စီစဉ်ခဲ့ပါတယ်။ Rocket ကလည်းသူသတိမနေတော့မှသူ့ရဲ့အတိတ်ကိုပြန်သတိရနေခဲ့ပါတယ်။သူကလေးဘဝတုန်းက High Evolutionary ရဲ့စံသက်တာကိုခံခဲ့ရပြီး High Evolutionary က Counter Earth ဆိုတဲ့တရိတ်ဆန်တွေကိုလူဘဝအဖြစ်ပြောင်းလဲပေးပြီး Agent နဲ့ကဘာတွေကိုတီထောင်နေတာပဲဖြစ်ပါတယ်။ Rocket ကသူနဲ့အတူအမှတ်စဉ်89မှာစံသက်ခံရတဲ့သူတွေဖြစ်တဲ့ Lylla, Thief နဲ့ Floro နဲ့တငယ်ချင်းဖြစ်ခဲ့ပါတယ်။ High Evolutionary က Rocket ရဲ့အတွေးခေါ်တွေကိုသဘောကျနေခဲ့ပြီးသူ့ရဲ့စံသက်ချက်တွေမှာကူခိုင်းခဲ့ပါတယ်။တနေ့ Rocket က High Evolutionary ရဲ့ project တစ်ခုကိုကူညီပေးခဲ့တာအောင်မြင်သွားခဲ့တဲ့အတွက်ကြောင့် Rocket ရဲ့အုံနောက်ကိုစံသက်ချက်ဆက်လုပ်ပြီးသူ့ရဲ့တငယ်ချင်းတွေနဲ့အခြားတရိတ်ဆန်တွေကိုတပ်ဖြည့်ဖို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ Rocket ကသူ့တငယ်ချင်းတွေနဲ့အတူထွက်ပြေးဖို့စီစဉ်ခဲ့ပေမဲ့ကျန်တဲ့သူတွေအကုန်လုံးကအသက်ခံလိုက်ရပြီး Rocket ကလည်း High Evolutionary ကိုတိုက်ခိုက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ Gamora ဦးဆောင်တဲ့ Revenger တွေကို Nebula က Rocket ရဲ့စစ်ခုပ်ကိုကူယူပေးဖို့ငှားလိုက်တော့သူတို့က Guardian ရဲ့ရင်စီကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေကုတ်ကိုသွားယူတော့ကုတ်ကဖျက်ဆီးခံလိုက်ရပြီး High Evolutionary ရဲ့လူတစ်ယောက်ဖြစ်တဲ့ Trier ကကူးယူသွားခဲ့ပါတယ်။အဲဒါကြောင့် Guardian တွေကလည်း Gamora နဲ့အတူသူ့ကိုရှာဖို့ Counter Earth ကိုလိုက်သွားခဲ့ပါတယ်။ High Evolutionary ကလည်း Asia နဲ့ Adam ကို Guardian တွေနောက်ကိုလိုက်ပြီး Rocket ကိုခေါ်လာဖို့ခိုင်းစေခဲ့ပါတယ်။တကယ်လို့သူတို့မလုပ်နိုင်ရင် Sovereign တွေအကုန်လုံးကိုတပ်ပစ်မယ်ဆိုပြီးချင်းချောက်ခဲ့ပါတယ်။ပြီးတော့ Guardian တွေက Counter Earth ကိုရောက်သွားပြီးအဲကနိုင်ငံတွေက High Evolutionary ရှိတဲ့ Arete တက်ခွဲခန်းနေရာကိုလမ်းညွှန်လိုက်ပါတယ်။အဲဒါကြောင့် Drax နဲ့ Mantis က Gamora နဲ့ Rocket ကိုစောင့်ကြည့်ဖို့လင်းနားမှာကြံခဲ့ပြီး Quill, Groot နဲ့ Nebula တို့က Arete ကိုသွားခဲ့ပါတယ်။ဟိုရောက်တော့အဲကအဆောင်တွေက Nebula ကိုအထဲကိုပေးမဝင်ပဲဂိတ်ပြင်မှာပဲစောင့်ခိုင်းတော့ Quill နဲ့ Groot နှစ်ယောက်ပဲဝင်သွားခဲ့ပြီး High Evolutionary ကိုတိုက်ခိုက်ခဲ့ပါတယ်။ Drax နဲ့ Mantis ကလည်း Quill တို့နောက်ကိုလိုက်လာခဲ့ပြီး Gamora က Rocket ကို Adam နဲ့ High Evolutionary ရဲ့အဆောင်တပ်သားရန်ကနေကာကွယ်ပေးခဲ့ပါတယ်။ Quill တို့ကတိုက်ခိုက်ကြရင်းနဲ့ High Evolutionary ကအဲ့ဒီကဘာကိုဖျက်ဆီးလိုက်တာ Asia ကတည်သွားခဲ့ပါတယ်။ Arete ကလည်းအာကာသယာဉ်တစ်စီးအဖြစ်ပြောင်းလဲသွားခဲ့ပြီး Nebula, Drax နဲ့ Mantis တို့ကလည်း Quill တို့ကိုကယ်ဖို့အဲ့ဒီယာဉ်ပေါ်ကိုရောက်သွားခဲ့ပါတယ်။ Quill နဲ့ Groot ကတော့ Thief နဲ့အတူအဲ့ဒီယာဉ်ပေါ်ကနေဆင်းလာခဲ့ပြီး Rocket ကိုကယ်ဖို့ Switch ကုတ်ကိုရအောင်ယူနိုင်လိုက်ပါတယ်။အမှ Gamora ကလည်း Quill ရဲ့ယာဉ်ကိုမောင်းလာခဲ့ပြီးအဲ့ဒီကုတ်နဲ့အတူ Rocket ရဲ့အသက်ကိုကယ်လိုက်နိုင်ပါတယ်။ Drax, Mantis နဲ့ Nebula တို့၃ယောက်ကအဲ့ဒီယာဉ်ပေါ်ကိုရောက်သွားတော့ယာနဲ့ချီတဲ့ကလေးတွေအဖမ်းခံထားရတာကိုတွေ့သွားပြီး High Evolutionary ရောက်လာတော့သူတို့၃ယောက်ကပါအဖမ်းခံလိုက်ရပါတယ်။အမှ Quill တို့ကသူတို့၃ယောက်ကိုပြန်လာခဲ့ပြီး Kraglin ကလည်း Arete ကို Nowhere နဲ့လာတိုက်ခိုက်ခဲ့ပါတယ်။ High Evolutionary တို့ဆီရှုံးကနေမှသူ့ရဲ့လူတွေကသူ့ကိုပြန်ဆုတ်ဖို့ပြောခဲ့ပေမဲ့ညှဉ်းဆန်ခဲ့တာကြောင့်အားလုံးကသူ့ကိုဆန့်ကျင်တော့သူကအကုန်လုံးကိုတပ်ပစ်လိုက်ပါတယ်။ Mantis ကလည်းအဲ့ဒီယာဉ်ပေါ်က Monster ၃ကောင်ကိုထိန်းချုပ်နိုင်လိုက်ပြီး Quill တို့အဖွဲ့နဲ့ပြန်တွေ့ခဲ့ပါတယ်။ပြီးတော့သူတို့တွေကယာဉ်ပေါ်ကကလေးတွေအကုန်လုံးကိုကယ်ဖို့ဆုံးဖြတ်ခဲ့ပြီး Cosmo ရဲ့ပါဝါကနေတဆင့် Nowhere နဲ့ Arete ကိုချိတ်ဆက်ခဲ့ပါတယ်။ကလေးတွေကိုကယ်နေတော့မှ Rocket ကအခြားအဖမ်းခံထားရတဲ့တိရစ္ဆာန်တွေကိုတွေ့သွားခဲ့ပြီးအကောင်တွေကိုပါထက်ကယ်ဖို့လုပ်နေတော့ High Evolutionary ကရောက်လာပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အချိန်မှာ Rocket စီကို Peter Quill တို့ပါရောက်လာပြီးတိုက်ခိုက်ကြတော့အနိုင်ရလိုက်ခဲ့ပေမဲ့နောက်ဆုံးမှာ Rocket ကသူ့ကိုမတတ်ဘဲခွင့်လွှတ်ပေးလိုက်ပါတယ်။ပြီးတော့ Guardian တွေကတိရစ္ဆာန်တွေအကုန်လုံးကို Nowhere ဘော်ကိုလှုပ်ပေးလိုက်ပြီး Quill ကသူတို့အားလုံးကိုကယ်ရင်းနဲ့အာကာသထဲမှာတေလူနီးပါဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ကို Arete ဘော်မှာ Groot ကယ်လိုက်လို့စိတ်ပြောင်းသွားခဲ့တဲ့ Adam ကလာကယ်ခဲ့ပါတယ်။အားလုံးပြီးသွားတဲ့အချိန်မှာ Quill က Guardian အဖွဲ့ကနေနှုတ်ထွက်ခဲ့ပြီး Rocket ကိုအဖွဲ့ကောင်းဆောင်အဖြစ်တာဝန်လွှဲအပ်ခဲ့ပါတယ်။ပြီးတော့သူကကဘာပေါ်ကသူ့ရဲ့အဖိုးနဲ့သွားတွေ့ခဲ့ပြီး Mantis ကလည်းသူ့ကိုသူပြန်ရှာဖွေမယ်ဆိုပြီးအကောင်၃ကောင်နဲ့အတူထွက်သွားခဲ့ပါတယ်။ Gamora ကလည်း Revenger တွေစီကိုပြန်သွားခဲ့ပြီး Nebula နဲ့ Drax ကတော့ကယ်ထားတဲ့ကလေးတွေကိုပြုစုပြောထောင်ပေးဖို့နဲ့ကာကွယ်ပေးဖို့ Nowhere မှာပဲကျန်ခဲ့ပါတယ်
အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်မှာ What If Season 2ရဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်မင်းခရစ်ဆန်မှာ Rocket ဦးဆောင်တဲ့ Guardian of the Galaxy အဖွဲ့ကမစ်ရှင်အသစ်တစ်ခုကိုတာဝန်ယူပြီးတိုက်ခိုက်နေပါတယ်